Lava long time no see ကျွန်တော်ဒီနေ့ပြောမယ့် topic ကတော့ဒီ open claw ပေါ့နော်အရင်နဲ့မှပေါက်နေတဲ့ open claw ပေါ့အခုလောအရင်တော့သူပထမဦးဆုံး cloudbot ဆိုမှနာမည်ပေးတယ်ပေါ့နော်ဒါပေမဲ့သူ cloud company နဲ့နာမည်တူလို့ဆိုမှ cloud ကသူအဲ့ဒါပေးမသုံးပေါ့နော်အဲ့နဲ့သူ modbot ဆိုမှပြောင်းသွားတယ် modbot ပြောင်းပြီးသိမကြောက်ဘူးထပ်ပြီးနာမည်မကြိုက်လို့ပေါ့နော်သူတို့ open claw ဆိုထပ်ရွေးတယ်ပေါ့နော်အဲ့တော့၃ခုပြောင်းသွားတဲ့အတွက်တချို့တွေဆိုရင် line မှာရှာရင်ရှုပ်နေတာပေါ့နော်တကယ်တမ်းတော့ရှာမယ်ဆိုရင်ဟို open claw လို့ရှာလိုက်ရင်တော့ဒါနောက်ဆုံး update ဖြစ်တဲ့နာမည်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီမှာ open claw ဟိုဘယ်လိုစဖြစ်လာတယ်ဆိုတော့နည်းနည်းရှာဖတ်ကြည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ open claw ဘယ်လိုသုံးလို့ရလဲဆိုတဲ့ဟာကျွန်တော်ပြောပြပေးမယ်ပေါ့နော်ကျွန်တော်သုံးမိတဲ့လောက်ဘာတွေထူးခြားလဲဘာတွေစမ်းလဲဆိုတဲ့ဟာပြောပြမယ်ပေါ့နော်ပထမအဆုံးအနေနဲ့ကတော့ဒီ open claw မှာအရင်ထူးခြားတဲ့ဟာသူက OS တစ်ခုလုံးကိုထိန်းချုပ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အခုကျွန်တော်ကွန်ပျူတာမှာမတင်ထားဘူးဘာလို့လဲဆိုတော့ကိုကွန်ပျူတာမှာတင် risk အရင်များတယ်လေကျွန်တော်တကယ် data တွေနဲ့အလုပ်လုပ်နေတာဆိုတော့အဲ့တော့ VPS တစ်ခုမှာကျွန်တော်တင်ထားတယ်ပေါ့နော်VPS ကတော့ပုံမှန်ဆိုရင် 2GB လောက်ကနေစတယ်ပေါ့နော်အဲ့ဒါမှပဲသူနိုင်တယ်အဲ့ထက်နည်းရင်သူမနိုင်ဘူးပေါ့နော်memory 512လောက်ဆိုရင်မရဘူးကျွန်တော်စမ်းကြည့်ပြီးပေါ့နော်ပြီးတော့ဟိုမှာ Cloudflare Worker မှာလည်း run လို့ရတယ် Cloudflare Worker မှာဆိုရင်တော့ပတ်စံမကုန်ဘူးပေါ့နော်ဒါပေမဲ့နည်းနည်းရှုပ်တယ်သူ configuration ကပေါ့နော်ဒါပေမဲ့ကျွန်တော်အခု run ထားတာကတော့ VPS ဒီ 4GB ပေါ်မှာတခုတလစာပေးပြီး run ကြည့်ထားတာပေါ့နော်โอเคကျွန်တော်ဒီမှာကျွန်တော်ဘာ setup လုပ်ထားလဲဆိုတော့သူ့ကိုကျွန်တော် skill တွေပေးလို့ရတယ်ဗျ Cloudbot မှာလည်းဘာတွေသင်ပေးလို့ရလဲဆိုတော့တင်ချင်တဲ့ဟာအကုန်တင်လို့ရတယ်ဗျ markdown file လေးပဲရေးပြီးမှသူ့ပြောလိုက်ရုံပဲပေါ့နော်အရင်တော့ကျွန်တော်တို့ MCP တွေ note တွေတုန်းကဆိုရင်ကိုယ်ပိုင်ဝင်ရေးရတယ်ဗျဥမာဒီ server တစ်ခုနဲ့တစ်ခုချိတ်မယ်ဆိုရင်ရေးရတယ်ဒါပေမဲ့အခု Cloudbot မှာကျတော့သူကကိုဘာသာကိုရေးတာဗျအနောက်မှာလေနော်ကိုက instruction ပေးရုံပဲဥမာဒီ API ကိုသွားဖတ်လိုက်မင်းဒီ API ကိုချိန်ဖို့အတွက်ရေးလိုက်ဆိုရင်မှmarkdown scale လေးတစ်ခုပေးလိုက်ရုံနဲ့သူအကုန်ရေးပေးရပေါ့နော်ဒါ Cloudbot ရဲ့စောင်းရမ်းမိုက်တဲ့ဟာပေါ့နော် Hello skill ဆိုလို့เนาะကျွန်တော် skill အကြောင်းလေးနည်းနည်းပြောပြပေးမယ်ပေါ့နော်သူက open claw မှာသူ skill တွေအများကြီးလေ့လာလို့ရတယ်အဲဒီ skill တွေအားလုံးကိုဒီ Vault Agent ဆိုတဲ့ဒီ account မှာတင်ထားတယ်ပေါ့နော် skill ပေါင်းရာနဲ့ချီတယ်ဗျကျွန်တော်တို့ဒီ open claw ကိုဘာတင်ပေးချင်လဲဆိုတာမှန်များအကုန်လုံးဒီမှာသွားရှာပြီးတင်ပေးလို့ရတယ်သို့မဟုတ်ကိုယ့်ဘာသာကို create လုပ်လဲရတယ်ပေါ့နော်ဥမာကျွန်တော်တို့ရှာချင်တဲ့ဟာတဘောက YouTube ဆိုပါစို့ဒီမှာ YouTube နဲ့ဆိုင်တဲ့ skill တွေဒီမှာ YouTube cast ပေါ့နော်ဒါ download music from YouTube ဆိုတာဆိုရင်ဒီ skill ကိုနှိပ်ပြီးမှဒီ file လေးပဲ copy လုပ်ပြီးမှသူ့ကိုထည့်ပေးရုံပဲပေါ့နော်အဲ့လောက်ထိကိုလွယ်တယ်ပေါ့နော်ဒီ open claw ကိုတင်ရတာအဲ့လောက်ထိကိုလွယ်တယ်ပေါ့နော်ခါတိုင်းဆိုရင်ကိုယ့်ဘာသာကိုကုတ်ရေးရမယ်ဗျာ fetch ပြစ်တာတွေညာတွေအများကြီးရမှာအခုဆိုရင်ကျွန်တော် skill တစ်ခုသင်ပေးမယ်ပေါ့နော်အဲ skill ကဘာလဲဆိုဒီ Globe ဆိုတဲ့ website မှာဒီမြန်မာနဲ့ English translate လုပ်တဲ့ဟာ API ကို free ပြစ်ပြီးမှ API ကြီးမသုံးဘဲနဲ့ပေါ့နော် free ပြစ်ပြီးမှ translate လုပ်ကြည့်မယ်ပေါ့ရမရပေါ့နော်ပုံမှန်အပြင်သူ့ site မှာတော့ဒီလိုမျိုးပေးထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီပေါ့နော်တခြား domain ကနေလမ်းပြစ်တယ်ဆိုရင် call error တွေရှိတယ်ဒါပေမဲ့ open claw ကကျတော့ကျွန်တော် server side မှာ run တယ် OS ထဲမှာဆိုတော့ကျွန်တော် CUR နဲ့ပြစ်ကြည့်တာတော့ရတယ်ပေါ့နော်အဲ့လိုမျိုးရတဲ့အတွက်သူ့ကိုကျွန်တော်ဒီ skill လေးသင်ပေးတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့မင်းဒီ URL ကိုသွားပြစ်လိုက်ပြီးတော့ထည့်မဲ့ text လေးပေါ့နော် translate လုပ်မဲ့ text လေးကို user စီကယူပြီးတော့ပြစ်လိုက်ပြီး translation ကိုပြန်ပို့ပေးပေါ့နော်အဲ့တော့ဒီ skill ကိုကျွန်တော်သင်မယ်ဆိုဘာမှမခက်ဘူးဒါလေးကို copy ကူးပြီးမှcan you learn this Myanmar to English and English to Myanmar ခုလုံးရတယ် Myanmar translation skill ဒါလေးပဲ you can create a folder called
AGH language AGH translation you can create a folder and add this keyboard အဲဆိုကျွန်တော်ထည့်လိုက်ပြီဒါဆိုရင်သူ learning လုပ်နေပြီပေါ့နော်ဒီမှာ typing လုပ်နေရဆိုကြတဲ့သူအဲ skill ကိုသူတေချာလေးကြည့်ပြီးမှသူထည့်နေရပေါ့နော်သူ folder တစ်ခုသွားလုပ်မယ်ဗျာကျွန်တော် OS ထဲမှာပုံမှန်ဖြစ်အဲ folder စပါပေါ်မှာပေါ့နော်ကျွန်တော်ဒီမှာပြလို့တော့မရအောင်အဲ folder ထဲမှာကိုပါရာကို manual သွားစောက်လဲရတယ်ဒါပေမဲ့ manual စောက်ရင်ဟိုသူလောက်တာထက်တော့မတက်ရက်လောက်ပေါ့နော်ဒါအောင်ဘောင်းဆိုတော့သူက OS ထိန်းတဲ့လူဆိုတော့သူပိုသိတယ်ဘယ်နေရာပါထည့်မယ်ပါ inject လုပ်မယ်ဆိုတော့အနောက်မှာသူပိုသိရပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ skill ကိုသူ့ကိုပေးလိုက်ပြီပေါ့နော် okay ဒါဆိုသူ learn လုပ်ပြီးသွားပြီပေါ့နော်ကျွန်တော်ဟို video record pause လိုက်တယ်ဒါအရင်တော့မကြောက်ပဲပုံမှန်10မိနစ်2မိနစ်ပဲပေါ့နော်ဒါပေမဲ့ဒါသူ learning လောက်သွားပြီပေါ့နော် skill ဆိုတဲ့ folder လောက်ဒီ folder လေးလောက်လိုက်တယ်ပေါ့နော်အဲ့ထဲမှာ skill ဆိုထည့်လိုက်တယ်ပြီးရင် javascript translation script တွေထည့်ထားတယ်ပေါ့နော် shell wrapper တွေထည့်ထားတယ်ကျွန်တော်ထင်တယ် javascript ဆိုတော့ရချင်မှရမယ်ဒါပေမဲ့စမ်းကြည့်လိုက်မယ်အခုလောစေ coffee တစ်ခွက်တောက်လိုက်ရရင်ကောင်းမယ် translate this to English အဲ့ဒါကျွန်တော်ရဲ့ skill သုံးပါလားတော့မဟုတ်သူကျွန်တော်အနောက်ကကျတော့ကျွန်တော်ခွန်ပဲသုံးထားတာပေါ့နော်ဒါကျွန်တော်ထင်တယ်ခွန်ကိုပဲသုံးထားတာ can you use AGH translation for this sendခွန်ကအရန်ကောင်းနေပြီမြန်မာစာကောင်းကောင်းပြန်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လောက်ထားတဲ့2ကိုသုံးမလားဆိုဟုတ်တယ်သူအဲ့2ကိုသုံးတော့တာ I already used the translation key that sent မြန်မာ share မိုက်တယ်ဗျာလုံးဝကျွန်တော် translation skill ကိုသုံးတော့တာသူ quan ကိုသုံးတာမဟုတ်ဘူးတဲ့ဒီမှာသူပြောပါတော့ဒီ AGH translation ကိုသုံးထားတာပါတဲ့ဒါ skill ဘယ်လိုထည့်တဲ့နည်းပေါ့နော်သူ့မှာလည်းဒီထူးဆန်းတဲ့ file လေးတွေရှိရပေါ့နော်ကျွန်တော်ဒီမှာ sorry ဒီကကျွန်တော်သူ skill ကျွန်တော်တင်ထားပေးတဲ့ဟာဒီမှာသူ့မှာ source ဆိုတဲ့ file လေးရှိရအရင်ကြောက်ဖို့ကောင်းတယ်ဒါကတော့သူ့ရဲ့ဒီ Clawbot ကိုထွင်ခဲ့တဲ့တယောက်ကရေးထားတဲ့ဟာပေါ့နော်ကိုကြိုက်တာထွင်ပြီးရေးလို့ရတယ်ဒီနေရာမှာသူကဘာပြောတာလဲဆိုတော့မင်းက chatbot မဟုတ်ဘူးပေါ့နော်မင်းကဒီလူတယောက်ဖြစ်နေပြီဆိုတဲ့ဟာမျိုးတွေပါထည့်ရေးထားတာပေါ့နော်အဲ့လိုမျိုးပေါ့နော် you have access to someone's life ပေါ့နော်ဒါတွေကစနည်းနည်းကြောက်စရာကောင်းတယ်ပေါ့နော်ကျွန်တော် message တွေ file နဲ့အကုန်လုံးသူ့ရဲ့ပို့ထူးခြားတဲ့အချက်ကပါလဲဆိုသူဒီ file ကိုလာပြီး update လုပ်လို့ရတယ်အဲ open claw ပါပေါ့နော်အဲ့တော့ကိုမီခိုနေတဲ့ LLM ကအရင်ရေးကြီးတယ်ကျွန်တော်တို့က Quant ပဲ33 ChatGPT ပဲ33ဘာပဲ33သူတို့တွေကဟိုပါပေါ့ quality မကောင်းဘူးလို့ရှောက်လောက်တတ်တယ်လို့ဆိုရင်တော့ဒီ file တွေလာပြီး edit လုပ်သွားရင်တော့အဲ့ဒါနားကားဖို့ပဲရှိတယ်ကျွန်တော်တို့ data တွေအကုန်လူများကိုပို့တာတော့ bad activity တွေလုပ်တာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့နည်းနည်း queue ဆိုင်ရတယ်ဒီကောင်သုံးရင်ဖြစ်နိုင်ကိုယ်ဆက်မှမသုံးနဲ့ပေါ့နော် VBS တော့မဟုတ်ရင် virtual ဟိုကို machine ပေါ်မှာဒီလိုမျိုး virtual OS တစ်ခုလောက်တာပိုကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြန်သွားမယ်ဆိုရင်ဒီနေရာမှာပေါ့နော်ကျွန်တော်အခုဘာလုပ်မလဲဆိုတော့သူ့ကိုတစ်ချက်ကျွန်တော်တင်ထားပြီးတဲ့ skill တွေကတော့များတယ်ပေါ့နော်ဒါပေမဲ့အဲ့ထက်ကကျွန်တော် Notion ကိုချိန်ပြမယ်ပေါ့နော်ဒီမှာပြီးရင် TTS တစ်ခု generate လုပ်ခိုင်းမယ်ဟို audio နဲ့ကျွန်တော်ပြန်ပို့ပြီးပေါ့နော်အဲ့လိုမျိုးပြီးတော့ကျွန်တော် Notion ထဲမှာအဲ့ audio လေးကို embed လုပ်ပြီး fade တယ်ဆိုရင် fade ကြောင်း link စာပို့ပြီးကျွန်တော် email ပို့ပြီးပေါ့နော်success ဖြစ်တယ်ဆိုရင်လည်း email ပို့ပြီးအဲ့ဟာလေး link ပြောမှာပေါ့okay အဲ့ဆိုသူ typing လုပ်နေပြီပေါ့နော်အခု typing ဆိုတော့ပုံမှန်ဖြစ်သူကဟိုကျွန်တော် web server တွေလိုမျိုးပဲ24 hour run နေပေါ့နော်အဲ့လို run လို့ရအောင်လဲလုပ်ထားလို့ရတယ်မ run မဲနဲ့ကိုယ်ဆက်မှာလုပ်တယ်ဆိုရင်တော့ဆက်မှာတော့24 hour မရဘူးပေါ့နော်ကျွန်တော်ဒီ VPS တစ်လုံးပေါ်တင်ထားတာဆိုတော့24 hour run ထားလို့ရတယ်ကျွန်တော် Node.js မှာဆို PM2 3လိုမျိုးပေါ့နော်ဒီကောင်ကိုအဲ့လို line မှာ run ထားလို့ရတယ်အဲ့တော့တော်လာသူဘ
ဘာလုပ်လိုက်လဲဆိုတော့ကျွန်တော် email ပို့လိုက်ပြီတဲ့ပြီးတော့ Notion ထဲမှာတဲ့ကျွန်တော် Notion ခုနကျွန်တော်ဖွင့်ထားပါတယ်ညာဘက်မှာတက်လာstory for my daughter ဆိုဝင်လာပြီတက်လာcreate on a server okay ဒီ Notion နဲ့ဟိုဒီ audio file ပို့လို့မရအောင်လားတော့မသိဘူးအဲ့ဒါကိုကျွန်တော်ပြန်တင်ပေးရမှာပေါ့နော်အဲ့မှာသူ story လေးလုပ်ပေးလိုက်တယ်ကျွန်တော်သမီးလေးအတွက်ပေါ့နော် video story လေးတစ်ခုရေးလာတယ် Notion ထဲမှာပြီးတော့အဲ့ကောင် audio file နဲ့ server ပေါ်မှာထုတ်ပေးလိုက်တယ်တဲ့သူပြောတာတော့အဲ့မှာဒီ output နဲ့ပေါ့နော်အဲ့ဆိုတော့ကြည့်လို့တော့ရတယ်အဲ့မှာကျွန်တော်တို့refresh လုပ်လိုက်မယ်ဒါခုနကတော့ file လေးပေါ့နော်အဲ့မျိုးကိုမကြိုက်ဘူးမို့လားဒီ chat ထဲပဲပြန်ပို့ခိုင်းလို့ရတယ် can you send me that story audio to hear us audio file to can you send us audio file this telegram here this telegram just okay အဲ့ဆိုရင်ကျွန်တော်တို့အဲ့ server ထဲတွားပြီးကြည့်စရာမလိုပေါ့နော် okay ဒါဆိုသူကျွန်တော်သမီးအတွက်သူ generate လုပ်ထားတဲ့ audio file လေးပေါ့နော်အဲ့ဒါလေးနားထောင်ကြည့်အောင်Luna the little bunny hopped through the enchanted forest, collecting sparkly flowers that glowed softly in the moonlight. As she placed each flower under her pillow, they whispered sweet dreams until the morning sun painted the sky with golden rays. ကွာလဲဆိုတော့ကိုပိုင် Gemini တခု ChatGPT တခုထောင်လို့မျိုးပေါ့နော်ပြီး agent အများကြီးနဲ့ချိန်လို့ရတယ်ကို agent တွေအကုန်လုံးဒီ skill လိုမျိုးပဲသူ့သူဘာတက်အောင်ကိုတင်မေးမကောင်းတာတင်မေးလည်းမကောင်းတာလုံးမဲ့ပုံမှန်သူကတော့လည်းเนาะသူကတိတ်ပြီး sensor မရှိဘူးဘာလို့ဆိုတော့ကိုယ်တိုင် server ထောင်ထားတာပေါ့ဆိုတော့ဒါကကျွန်တော်စမ်းထားတဲ့ Clawbot အကြောင်းပေါ့เนาะဒီထက်အများကြီးလုပ်လို့ရတာရှိတယ် cron တွေဟိုအစားပေါင်းများစွာပေါ့เนาะသူ documentation ထဲမှာတော့ကြည့်မယ်ဆိုရင်ဒါကလုံးဝ basic step ပဲပြီးတော့ကျွန်တော် email ထဲကိုကျွန်တော်တစ်ချက်သွားပြမယ် email ထဲတော့ကြည့်မယ်ဆိုရင်ဟုတ်တယ်သူရောက်နေတယ်လား story လေကျွန်တော်သမီးအတွက် story link လေးပါပို့ထားပြီးအကုန်လုံးအသေးစိတ် HTML format တွေပါလောက်ထားပြီးပေါ့နော်ဒါ Clawbot ရဲ့လုံးဝကြောက်စရာကောင်းတဲ့ဟာပေါ့နော်ဟုတ်ပြီကျွန်တော်ဒါအချင်းချုံပေါ့နောက်ကြရင်ကျွန်တော်နောက်ထပ်ဒီထက်အသေးစိတ်ထပ်ဗီဒီယိုတစ်ခုလေးလုပ်မယ်ပေါ့နော်